ဆိုအခုရမုံရောက်ရှိနေတာကတော့ sensory developer ကနေပြီးတော့မှတိစောက်ထားတဲ့ HD10A ကမိုင်ရဲ့ Sales Gallery တွေကိုရောက်နေရပဲဖြစ်ပါတယ်ရှင်ဒီ HD10A ကမိုင်ဆောင်းလုံးမဲ့နေရာကကြတော့ဒီဘန်ကောက်ရဲ့လူကုန်ထိုင်ရက်ကွက်ထုံလုံးနဲ့ကရက်မှာရှိတဲ့ A ကမိုင်မှာရှိတာပဲဖြစ်ပါတယ်ရှင်ဆိုတော့ဒီ A ကမိုင်ဆိုတာကကြတော့ဒီ Japan expat တွေအများဆုံးကြိုက်နေတတ်ကြတဲ့ community နေရာဖြစ်တယ်ပေါ့နော်ပြီးဒီ project ရဲ့အနီးနားမှာဆိုလို့ရှိရင်လည်းဒီနိုင်ငံတကာအဆင့်မီတဲ့ Summit Way စေးရုံရှိတယ်ဒါအပြင်ဒီမျက်စောင်းထုံးမှာဆိုလို့ရှိရင်လည်း Donkey Mall ရှိတယ်ပြီး Here High စားတောက်ဆိုင်ဆိုလို့ရှိရင်လည်းဒီအနီးနားမှာပဲရှိတယ်ပေါ့နော်ပြီးရင်ဒီ BTS A ကမိုင် station နဲ့ဆိုလို့ရှိရင်လည်း 1.2 km အကွာမှာရှိပြီးတော့မှ project ကနေဒီ station ကိုဆိုလို့ရှိရင်လည်း free shuttle bus service စီစဉ်ပေးထားပါသေးတယ်ရှင်အခုလိုက်ပြပေးမယ့်အခန်းလေးကကြတော့ one bedroom loft type အခန်းလေးပဲဖြစ်ပါတယ်ရှင်ဒီခန်းလေးရဆိုရင်အကျယ်ဝန်းအဖြစ်ဆိုရင်အပေါ်တက်က7 square meter ကျယ်ပြီးတော့မှအောက်ထက်က30 square meter လောက်ကျယ်ဝန်းပါတယ်ရှင်ဆိုတော့ဒီအခန်းလေးကဆိုလို့ရှိရင်အခုလိုမျိုးဝင်လိုက်တာနဲ့ဒီဘက်မှာဆိုလို့ရှိရင် kitchen လေးရှိပါမယ်ရှင်ဒီဘက်မှာဆိုလို့ရှိရင်เนาะဖက်နှက်ထားလို့ရမယ် shoe cabinet လေးထည့်ထားပေးရပေါ့နော်ပြီးရင်ဒီဘက်ကိုဆက်လာလိုက်မယ်ဆိုလို့ရှိရင်เนาะ living room လေးရှိပါတယ်ရှင်ဆိုတော့ living room နဲ့ kitchen ကိုဆိုလို့ရှိရင်အခုလိုမျိုးဒီ slide door လေးနဲ့ separate kitchen လေးလုပ်ပေးထားတယ်ပေါ့နော်ဆိုတော့ဒီအနက်ပြင်းသားတွေချက်ချင်းနဲ့အင်ရှင်မတွေအတွက်ဆိုလို့ရှိရင်တော့အရန်ကိုအဆင်ပြေပါတယ်ရှင်ဒီဘက်မှာဆိုလို့ရှိရင်เนาะဒါရေချိုးဘက်နဲ့အိမ်သားလေးရှိပါမယ်ရှင်ဒီဘက်မှာဆိုလို့ရှိရင်เนาะဒါလူ၄ယောက်လောက်စားလို့ရတဲ့ဒီ dining area လေးရှိမယ်ပေါ့နော်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်လည်းဒီ air gun နဲ့ tray ရပေါ့နော် balcony လေးထည့်ထားပေးပါသေးရဲ့ရှင်ပြီးရင်ရမုံတို့အပေါ်တက်ကိုသွားကြည့်လိုက်မယ်နော်ခုဒါလေးကကြတော့ဒါအပေါ်တက်ရဲ့အိတ်ခမ်းလေးပဲဖြစ်ပါတယ်ရှင်အိတ်ခမ်းကိုဆိုလို့ရှိရင်လည်း area ကြဲဝန်းလေးရှိတာကိုတွေ့ရတယ်ဒီမှာဆိုလို့ရှိရင်ဒါ wardrobe လေးထည့်ထားပေးရပေါ့နော်အိတ်ခမ်းထဲမှာပဲဒီလိုမျိုး working table လေးလည်းထည့်ထားပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အခန်းထဲမှာနေ AACC အလုပ်လုပ်လို့လည်းရတယ်စားထိုင်ဖက်ရှင်လည်းရတယ်ပေါ့နော်ပြီးရင်မုံတို့ညဘက်ဒီမှာပဲဖြစ်ပေါ့နော်လိုက်ကလေးဖွင့်ထားလိုက်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အိတ်ခမ်းကနေပဲ city view ကိုအပြည့်အဝခံစားလို့ရပါတယ်ရှင်April ရက်နေ့မှာဆိုလို့ရှိရင်တော့ဒီ sensory developer စီမှာ booking စတင်ရမယ့်နေ့ပဲဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ Anana Thailand Estate နဲ့အတူ pre-booking တင်ထားတဲ့လူကြီးမင်းတို့အတွက်အခန်းကောင်းတွေကိုရွေးချယ်ပေးထားတာမို့လို့နောက်ထပ်စိတ်ဝင်စားတဲ့လူကြီးမင်းတို့အနေနဲ့လည်းဒီလက်ကျက်အခန်းကောင်းလေးတွေမကုန်ခင်မှာကျမတို့ရဲ့ Anana Thailand Estate ကိုအမြန်ဆုံးဆက်သွယ်လိုက်တော့နော်